Hello အားလုံးပဲနေပါပါရှင်ဒီနေ့တနာရဲ့ပေါ့နော်အလိုတနေ့တစ်ခါဒီချက်ခပ်လုပ်တဲ့နေရောက်နေတော့ပေါ့နော်တနာကနေတွေးချက်ခပ်လုပ်ပြီးတာနဲ့အိပ်ပြန်လာခဲ့ပါလိမ့်ရှင်တနာဒီနေ့တနေ့ကဘာတွေလုပ်ဖြစ်လဲဆိုတာတနာလုပ်ကြည့်အောင်နော်ကဲအိမ်ရောက်လာပါပြီအိမ်ရောက်တာနဲ့နားမဲ့အချိန်မရှိပါဘူးတနာကြီးတုတ်ဖူးနဲ့ချက်မယ်ဆိုပြီးတော့နော်နေ့လယ်စာတုတ်ဖူးနဲ့ချက်မယ်ဆိုပြီးတော့ဒီမှာဘယ်နည်းကနေပြီးတော့စီချက်လေးလုပ်ထားပေးတယ်ဒါပေါ့နော်ဒီမှာဒါတုတ်ဖူးတွေကပြောင်းမှုဥစ္စာလုပ်ပါပါလွယ်ချပြီးတာနဲ့အလုံးစပါပြီရှင့်အပြင်အခုမှရောက်လာတယ်ဆိုတော့ပေါ့နော်ဒင်းချင်းဖြော်လေးလှုပ်စားမယ်လှုပ်တော့မယ်လို့ပြောတာဒင်းချင်းဖြော်ရေးမှာပေါ့ဒင်းချင်းတယောက်ကို3စုစီထည့်ပြီးတော့ပေါ့နော်ရေနဲ့ဖြော်မယ်ဒါလေးကကလားစတိုင်ဒင်းချင်းဖြော်နီးပါဒီထဲမှာပေါ့နော်စီရာအမုတ်လေးကိုလော်ပြီးတော့ထောင်းပြီးတော့ထည့်လို့ရှင်ပို့ပြီးတော့အရသာကောင်းတဲ့အတွက်တနာစီလိုတောက်ရတာပို့ချိုက်ပါတယ်စားထည့်တဲ့ကြီးရာမုတ်ထည့်ပြီးတော့ပေါ့နော်တငယ်ချင်းတို့လည်းပေါ့နော်ဒီလိုမျိုးတစ်ခါတော့ try လုပ်ပြီးတော့တောက်ကြည့်ကြပါလို့တနာတော့အခုဒီတစ်နှစ်ခွဲနှစ်လောက်ရှိနေပေါ့နော်ညီဦးတဲ့ရေပဲတောက်ဖြစ်တယ် friend တို့ပေါ့နော်ဒီလိုပြောင်းမှုနဲ့လောက်ခါတဲ့တူဖူးနှွေးစားဖို့ကြလားလို့ comment မှာရေးပေးကြပါဦးနော်အရန်စားလို့ကောင်းပါတယ်တနာလေအစားတောက်လည်းအရန်ဝါနာပါတယ်ပြီးတော့တနာရဲ့သားလေးလည်းပေါ့အရသာရှိလေးစားပါစေဆိုပြီးတော့တနာအများတိုင်းသူ့အတွက် different အရသာရှိတဲ့အစားစားလေးလှုပ်ကြွေးဖြစ်တဲ့အိမ်မှာပဲတနာဒီလိုချက်ပြောရတာအရန်ဝါနာပါတဲ့အတွက်ဆောင်ပေါ့နော်ချက်လဲချက်တယ်ပြီးတော့စားတဲ့လူတွေလည်းဆက်ခါလိုက်ပြီးတော့ကောင်းလားဆိုပြီးတော့ဘောရမှာပေါ့နော်သမီးချက်တာကိုလည်းတနာလုံးဝဝင်မလေးပဲနဲ့တချင်းလေးဖိတ်ရင်းနဲ့ပျော်ရွှင်ရင်းနဲ့ကခွေရင်းနဲ့သမီးတကယ်ကြီးကိုအဲ့လိုချက်ဖြစ်တာပါတနာရဲ့ daily life real life ကဒီလိုပါပဲဘယ်အရာမှမဆိုပေါ့နော်ပျော်ရွှင်ရှင်လေးနဲ့ပဲဖြတ်တန်းရတယ်လို့ထင်ပါတယ်တနာတော့သူစစကမလို့တယ်မလားမင်းသမီးတွေအဲ့ဒါကိုသူကြီးတယ် my princess mama ဟောကားပလဲတနာဘာကြီးထဲမှာပြင်ဖြစ်လဲဆိုတာရိုက်ဖူးမိလို့ပါเนาะဒီလိုပဲတင်ပေးလိုက်ပါပြီကဲသားလေးကတော့ share ချိတ်နေတယ်ကဲတနာစားလဲစားပြီးတော့ပြင်းတာနဲ့ထပြီးတော့ရေမိုးချိုးပြီးတော့တနာဒီလိုမျိုးပေါ့ 90s kid တုန်းကဝတ်တဲ့ကောင်မလေးတွေရဲ့အဝတ်စားလေးတွေအရန်ကြိုက်ပါတယ်အကြောင်းတနာညာသားဖြစ်ပေါ့เนาะဟိုချစ်ခေတ်ကပုံစံလေးတွေပဲတနာခန္ဓာကိုယ်မှာပြင်ဆင်ပြီးတော့ပေါ့เนาะဒီလို perfume တွေကိုကျတော့အသေးတံပဲလိမ့်ပြီးတော့မွေးနေအောင်လုပ်ပြီးတော့တနာကနေ့အတွက်အစင်သေးဖြစ်နေပါပြီကဲတနာပြီးပြီဆိုတော့တနာသွားလိုက်အောင်မယ်နော်တနာဘယ်သွားနေလဲဆိုတာသိချင်လို့ရှိရင်တနာ